သွားကြည့်တော့ဟုတ်တယ်ကျွန်တော်မိန်းမမသိသေးနဲ့ဟုတ်ပြီနော်ကျွန်တော်မိန်းမသိလို့မဖြစ်ဘူးကျွန်တော်တယောက်တည်းဟိုမှာအရင်ကသွားပြီးဟောင်းနော်မိန်းမတွေပါလို့ရှိရင်ပြောလို့တော့မခဲ့ဘူးကျွန်တော်မိန်းမကိုမသိသေးနဲ့ကျွန်တော်မိန်းမကိုအကြောင်းပြတယ်လာတော့မယ်ပေါ့ဟောဘယ်ပေါက်ကကြားသွားဟိုပေါက်ကဟေးအဘောသားလို့ကမလိုက်နောက်ကြမင်းလိုက်အရံဘူးကြည့်ကြည့်ဟာမလိုက်နဲ့ကြည့်မကြည့်ဘောဝဲဆိုတဲ့ဘောဝဲမလို့လိုက်ပြီးနောက်ကျပေးဘောဝဒနာပါတာဟုတ်ဒီဘောတိတ်ဝဒနာဘောတိတ်ချစ်တဲ့ဘောပြစ်တဲ့ဘောတော်ကြတဲ့ဘောခင်မင်းတဲ့ဘောခိုးလုံးတဲ့ဘောမဟဲဘောဒီတော့ဘောကြည့်ရင်အဲ့ဒီဝါကြည့်နေတဲ့ဆရာကြီးကအဲ့နင်းဘောပြမယ်ကွာအဲ့ဒီမှာ तू ကဝါဒနာပါတယ် तू နဲ့တော့ငါနဲ့မလိုက်နဲ့တလုံးစိတ်စီးရမခံနိုင်ဘူးနော်တောင်းလို့ပြောလေမလိုက်နဲ့ကွာအခုလိုက်နေအနေကွာကြီးမလိုက်နဲ့အာဒီမိမငါတည်းနောက်ချက်ပေးပါလားလိုက်မယ်ပြဿနာမှပဲလိုက်မယ်အဲ့ဒီအဲ့ဒီအမရအမရဆက်ဦးလားလိုက်ကြည့်မျက်နှာပေါ်မှာရီမာကိုမျက်နှာဝုန်းလို့ပဲကြည့်တိတ်စီစီရတဲ့တီးရဘောပေါက်တဲ့လားမောင်တို့ယောက်ျားတွေရတယ်ဒီမှာအဲ့တွေ့ချီးစစ်လိုက်ကြတယ်ချုံပွဲရှူရှူပေါက်တဲ့လားပြီးတော့ချုံပွဲပေါက်တော့နားမဲပေါက်ရဖမ်းမှနေသိလို့လားပြီးတော့ဘာဆိုလဲစစ်ကြကြတယ်ဒီလားမပြောရင်ငါဘယ်နေရာသွားပြီးဘာဆိုလားဖြစ်နေလို့လေသူကသာသမီယူရနှိမ့်ဆက်တယ်သိလားမောင်တို့ရတယ်ကောင်းမကောင်းဘူးသိလားကောင်းတယ်ပေးလိုက်တယ်မေးလိုက်တယ်ဟာဒီမဲမောရဲ့ကြောင်းဒီကြောင်းလေးနဲ့ကြောအောင်မရိုက်ခဲ့ဘူးသူလည်းကြောက်မှလူတော့မလို့ဟာလူလို့မလို့ဘူးတော့တဲ့တဲ့ငါ့ကိုရှက်ခွဲနေတာလားဟမ်မပေါင်းသွားမယ်ဒီလားကွာမယ်ဒီလားဟေးကွာမောင်တို့ယောက်ျားတွေရဲ့မိန်းမတွေကိုနေရာတကားမှာခိုင်းနေစီနေဖြူချင်းများတယ်စကားနဲ့တစ်မျိုးဓာတ်နဲ့ထိုးပါအမှန်ကိုပါလို့ရေအမှန်ကိုပါလို့ရေမိမမာယာပြကိုစဲတဲ့ကိုပြလို့ဆိုရကြနေတယ်မောင်တို့ယောက်ျားကြီးများကြတော့တဲ့ကိုပြတော့မလုပ်ပါနဲ့အကြီးကိုပင်ကိုလောက်ပါလို့ရဲ့လဲတော့ညာလာဧတံမေဘရုထုံနောက်ကျော်ပန်းခွေလေးရောပါနီမပေးနဲ့ဝဲမှန်ကြီးဘာလို့လဲချီပါနီမပေးနဲ့ဝဲပန်းကြီးမဘူးအချီတူစိတ်ကလေးကိုပြောင်းအဲ့ကို yes တဲ့ဘောအမရကြီးမထိတ်ကိုနင်းနိုင်ညက်တော့ဆွေးငမ်းနေတော့ဟောပန်းမကိညနိုးထိုးဆိုင်မောင်သားဝတ်ချင်းညမို့လေအော်ဘောင်းဘေကိုသွားအနာကမသွားချင်မှပဲမိကလေးတို့ရဲ့ကြက်တည်းကျမတို့မိကလေးတို့ရဲ့ဘဲတည်း
ချစ်သူတဝေအိမ်လူဆွေမခေါ်ရင်နားငယ်လေးအမြင်မြင်နဲ့လေနာနာနေနေချစ်သူချစ်ရတန်တရားမြေဒီမောလေဟေးဖယားစုချစ်မယ်မြေလာမပြေပြေခင်းနေရမောမာဝဲဖယားစုချစ်ပါမယ်ရွှေပြောင်းရောက်တော့ဖယားဒီမောင်တစ္ဆာပေါင်းရပါစေလားဆုတောင်းမလေးရွှေပြောင်းရောက်တော့ဖယားမင်းနဲ့မောင်တစ္ဆာပေါင်းရပါစေလားဆုတောင်းမလေးကံတိတ်စိတ်ရာကြီးတို့ဒုံဒုံတွေကမတွေ့ဟဲ့စားလို့ရေသမီးတို့ရေအဝတ်စားတယ်လို့ပြီးပြီလားဟေးမမရေဟောမမမဟောဟုတ်ပြီမုံလေးဆိုတော့ဦး ဘာဦး ကဲပါရမယ်စိတ်ကာဝယ်ပြေလို့ရောနေတော့ငားလာရောက်လာပါပြီ AND ရဲ့ပြတ်ပွားရေးကုမ္ပဏီငါ့အဲ့လိုပြောမှနဲ့ကိုယ်ရမြင်သူနဲ့တွဲကျင်တော့အဲ့ဒါစုံတွဲလေးညာတွဲရမလားဆိုတော့ချုပ်လာတာဆင်းအောင်တွေထဲကုန်တယ်ဟောပြန်တော့မှလောက်ပြီအခုနဲ့သူများတွဲတယ်ဒီလောက်မှစုံတွဲသချင်းလေးတွေဆိုသွားတာနင်းအောင်ရှင်းရဒီမှာမချစ်ဘူးလားချစ်တာပေါ့ဟမ်ချစ်တယ်ချစ်တယ်နဲ့ယုံပါအောင်ယုံပါညီမတကယ်ချစ်တာဒါညာကိုယ့်ကိုချစ်ရမှာညီမကြောက်ပါတယ်ကိုယ်ဘာဖြစ်လို့ဟောဒီလောကမှာလေညီမစက်သိမ်းထားတာနှစ်ခုရှိဘာပဲအခုနှာခေါင်းရယ်ကိုစိုးသူနှာခေါင်းရယ်ကြည့်ပါလားနှာခေါင်းကြီးကနဲတဲ့နှာခေါင်းကြီးကိုပြောရင်လည်းစက်သိမ်းအောင်ထားလာပြီစိတ်မထနဲ့စက်လုံးပါဟဲ့ဩဒါနဲ့နင်းကငါချက်ပေးရသင်းလေးရတာမှာသူတို့လိုစုံနေတဲ့ချင်းလေးစုံတဲ့ချင်းလေးဩငယ်ကျွမ်းဆွေအလိုက်ကလေးအေးကောင်းတယ်အမကပေးတယ်အေးစာမကျွဲတွေအခုတော့ဘယ်ရောက်နေပသိမ်ပေါ်ဆန်းနေအခုတော့ဘယ်ရောက်နေသမဆိုင်မှာမတင်တွေ့ရတာနှစ်ကြံရောင်းနေသမဆိုင်မှာမတင်တွေ့ရတာနှစ်ကြံလုံးကြီးလေစကွာကျူလာလာလေးမစိမ်ရဲမှာရောလူမွေဆွဲလွယ်ပြီးစူပါနေကဲကလေးတွေဘလူပြန်းနေစကလုံးများအမြင်သာဆက်ချီလို့မဲ့တဲ့ကလေးရွေးမမနိုင်အခက်ပွေစမ်းမီနေတဲ့ပွေသမဂဘေးဆန်းညာသမဂဘေးဆန်းညာညီမကိုရှင်းပါတွေ့ရှင်းတယ်ညီမရဲ့တကယ်ချစ်တာတကယ်ချစ်ပါတယ်ညီမချစ်တယ်ဆိုရင်ညီမအဲ့ဒီဆန်းညာညီမစားချင်ဘူးဆိုရင်စားကြည့်ညီမဆန်းညာနေမစားနိုင်လဲကောက်ရိုးနဲ့ပွဲလူစားပေါ့ညီမဟုတ်ပါလေဆိုင်နေတော့မကျုံအပေါက်ဆိုးကဟောင်းလို့နေဆန်းချင်လည်းပြီးမပြည့်တာလည်းငဲရော့လို့နေလိုက်ပြီအဲ့ကိုလောင်းဆယ်ခင်းကိုလွှဲတွေ့အနည်းအောင်ဆန်းမျိုးတို့အားဝင်ပြီးသမတ်ထုတ်တဲ့ဆန်းချမ်းနေရဲ့တို့တွေသွားမရဘူးသမတ်ထုတ်တဲ့ဓမ္မောင်းရောင်ကိုချိန်မိတ်ဝါလို့နေသမတ်ထုတ်တဲ့ဓမ္မောင်းရောင်ကိုချိန်မိတ်ဝါလို့နေဒီမှာလက်ခံတော့ဒီကတော့တယ်လို့ခါတာလာပါချင်းလို့ကန်လေးကြတော့ပါတော့ကန်လေးဘယ်နဲ့ကြတာတော့ကန်နဲ့ကြတာတော့ချောင်းဒီကန်နဲ့ကြပါသည်ချောင်းဒီကန်နဲ့ကြပါသည်ချောင်းနဲ့ကြတာချောင်းနဲ့ကြတာတော့မြစ်ပေါ့မြစ်ဒီချောင်းနဲ့ကြပါသည်မြစ်ဒီချောင်းနဲ့ကြပါသည်မြစ်တဲ့ကြတာမြစ်တဲ့ကြတာတော့ဒီပင်လေပင်လေသည်မြစ်တဲ့ကြပါသည်ပင်လေသည်မြစ်တဲ့ကြပါသည်ပင်လေတဲ့ကြတာသမုတ်တရားလေသမုတ်တရားသည်ပင်လေတဲ့ကြပါသည်သမုတ်တရားသည်ပင်လေတဲ့ကြပါသည်သမုတ်တရားတဲ့ကြတာသမုတ်တရားတဲ့ကြတာတော့ခမရမိပဲဟုတ်ကဲ့ရှောက်
ပြောနေတယ် ခေါင်းနိုင်ကြီးနဲ့မလို့ရင်ဒုက္ခတော့ ဟိုကသူက